လက်ညှိုးနှစ်ချောင်းကကြောဒီအောက်မှာအတားလေးခံထားလိုက်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုလက်မလေးနဲ့အတားလေးတွန်းချလိုက်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်ဒီလိုမော်တာလေးတွေသုံးတယ်ကျွန်တော်မိတ်ဆွေတွေပေါ့နော်ဒီမော်တာလေးကိုကျွန်တော်ကြာလာလို့ရှိရင်ဒီထဲမှာစပင်တွေကိုတန်ရှင်းဘယ်လိုလုပ်ရလဲဆိုပြီးတော့မေးထားတယ်ကျွန်တော်မိတ်ဆွေတွေအတွက်ကိုကျွန်တော်ဒီကောင်လေးကိုတန်ရှင်းလုပ်တာလေးကိုကျွန်တော်မျှဝေတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီကောင်တန်ရှင်းလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တခြားမော်တာတွေလိုမျိုးဒီမှာဝက်ဝူလဲနဲ့လှည့်ရတာမဟုတ်ဘူးပေါ့နော်ဒီကောင်တစ်ခုလုံးကိုကျွန်တော်ကတွန်းထုတ်ပြီးတော့ဖြုတ်ရမှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်မော်တာလေးကိုဒီလိုပုံစံမှောက်ထားမယ်မှောက်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုလက်မလေးနှစ်ချောင်းနဲ့ဒီလိုကတ်လိုက်ပေါ့နော်ပြီးလက်ညှိုးနှစ်ချောင်းကကျွန်တော်ဒီအောက်မှာအတားလေးခံထားလိုက်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုလက်မလေးနဲ့အတားလေးတွန်းချလိုက်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီထဲကဟာလေးကိုတန်ရှင်းလုပ်လို့ရတယ်ပေါ့နော်တန်ရှင်းလုပ်မယ်ဆိုရင်ကျွန်တော်ဒီလို black ကလေးနဲ့တန်ရှင်းလုပ်မယ်အသေးစိတ်ကလေးပေါ့နော်အကြိုကြားလေးတွေဝင်အောင်ပေါ့နော်ဒါကတော့ကျွန်တော်ခဏတန်ရှင်းလုပ်ထားဆိုတော့စပင်းတွေအများကြီးမရှိဘူးပေါ့နော်ဒီလိုကိုကဆိုင်နေမှာဆိုလို့ရှိရင်တစ်လောက်ကို2ကြိမ်တစ်လောက်ကို3ကြိမ်ပေါ့နော်အဲ့လိုမျိုးလေးတန်ရှင်းလုပ်ပြီးမယ်ဆိုလို့ရှိရင်မော်တာကကျွန်တော်ပြအားလဲကောင်းပြီးတော့မှရုံအားလဲပို့ပြီးတော့မှကောင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးတန်ရှင်းလုပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကမော်တာကိုပြန်ထည့်လို့ရတယ်ပေါ့နော်အဲ့ဆိုရင်ပြန်ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်မော်တာကိုဒီလိုမျိုးမောက်မထားတော့နဲ့ကျွန်တော်မော်တာကိုပလက်လှန်လိုက်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုဒီမှာသူ့ရဲ့ဟိုဟာလေးရှိတယ်ပေါ့နော်ဒီကိုကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီကောင်လေးရှိတယ်အဲ့ဒါဒီကိုကျွန်တော်ဒီထဲမှာထည့်မယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုလက်မလေးနဲ့စမ်းကြည့်လိုက်ပေါ့နော်ဒီအောက်လေးမှာလက်မလေးနဲ့စမ်းကြည့်လိုက်လို့ညီသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီချာလေးတည်ထားမယ်တည်ထားပြီးပြီဆိုလို့ရှိရင်လက်မနှစ်ဖက်နဲ့ပဲဒီကောင်ပြန်ပြီးတော့မှဖိချလိုက်ပေါ့နော်ဖိတဲ့အခါမှာတော့ကျွန်တော်ရဲရဲလေးဖိဖို့လိုတာပေါ့နော်သူကတော့မောင်းနေနဲ့တန်တဲ့အတွက်ကြောင့်ရဲရဲလေးဖိဖို့လိုတယ်ပေါ့နော်ဖြုတ်တဲ့အခါမှာတော့တက်တာလေးဖိလေးဖြုတ်လို့ရတယ်ပြန်တက်တဲ့အခါမှာနည်းနည်းလေးအားလေးစိုက်ဒါတော့ကျွန်တော်တန်ရှင်းရေးလုပ်တဲ့ပုံစံလေးပေါ့နော်တန်ရှင်းလုပ်တဲ့အခါမှာကျွန်တော်ခဏကြီးတရက်တစ်ခါကြီးနှစ်ရက်တစ်ခါကြီးတန်ရှင်းလုပ်ကြရမလို့ဘူးပေါ့နော်ခဏဖြုတ်လို့ရှင်ကျွန်တော်ဒီထဲမှာရှိတဲ့စပလင်လေးတွေကကျိုးတတ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ခဏဖြုတ်ကြရတော့မလို့တစ်လောက်2ကြိမ်တစ်လောက်1ကြိမ်ကိုညှက်ရတဲ့ပုံမှာမူတည်ပြီးတော့မှဖြုတ်ပြီးတော့တန်ရှင်းလေးလုပ်လို့ရတယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဆက်စီလေးထည့်ရမှာပေါ့နော်ဆက်စီကတော့ကျွန်တော်ဒီအတွားလေးတွေအပေါ်မှာပဲတစ်ဆက်အလဲမှာတစ်ဆက်ဒီဘေးနှစ်ဘက်ကို2ဆက်ပေါ့နော်3ဆက်လောက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်မော်တာကိုပြန်ဖွင့်လိုက်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်မော်တာကပြန်ပြီးတော့မှစက်တန်လေးညှိသွားမှာပေါ့နော်ပြားလဲပို့ပြီးတော့မှကောင်းလာတယ်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကနေမိတ်ဆွေတို့အကျိုးရှိတယ်ဆိုလို့ရှိရင် like and follow လုပ်ပါဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဖိုင်လေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်